ရှင်လူစီပန်းချန်နေကြိုးဆိုပါတယ်အခုလူစီပြောချင်ပြချင်တာကတော့ဇတို့အမြဲတမ်းမျော်လင့်နေတဲ့စပိုက်တာအနီတာရှားပါလေးအယောင်မမှန်မသိစိတ်မပူနဲ့နော်ဒီမှာအပွင့်မှာတစ်ခါတည်းပြလိုက်တာချစ်စရာကောင်းလိုက်တာမှမမေးနဲ့တော့မှကြည့်လိုက်အောင်လာလိုက်တာတချို့ကတော့ဒါပါလေစိမ့်နီကြားတွေပါရခေါ်ကြတယ်ဘယ်လိုမလဲအယောင်စမ်းနေပါရမှာကောက်ရောင်းနေကြပါနော်အယောင်စမ်းနေပါရမှာကောက်ရောင်းလူစီကတော့ဒီတိုင်းပဲပြလိုက်ပါတယ်သူကအမှန်တော့လေဟိုပါပေါ့အနီကြားလို့ပြောလိုက်တာအမှန်တော့သူကအနီရောင်တာမှတိတ်မပေါတော့ပြတဲ့အတိုင်းပဲစက်တွေးနီကြားလေးပေါ့လားနော်ဒါတွေကိုဒီမှာအပင်ရှည် site တွေလည်းအခုပြထားတဲ့အတိုင်းပဲဒီကောင်ဆိုလို့ရှိရင်အနည်းဆုံး3ပေလောက်ကတော့2ပေခွဲ3ပေပေါ့အဲ့ site တွေပါနော်အရန်တန်ပါတယ်ဒီတစ်ခေါက်ရတဲ့လူ order မှာထားတဲ့လူတွေကိုစီပို့ပေးပါမယ်အပင်အများကြီးမရအပင်300ပဲရတယ်အပင်300မှာအခုနေအခုပို့မှလည်းဆိုရင်100ကျော်လောက်လေးပဲကျန်တော့မှာ100ကျော်လောက်ပဲကျန်တော့မှာထားတဲ့လူတွေရတယ်ရှိထားတော့လေအဲ့တော့အခုထပ်လို့ခြင်းလဲဆိုရင်မြန်မြန်လေးမှာပေးကြပါမြန်မြန်လေးယူပေးကြပါနော်ကဲအဲ့တော့တပင်ချင်းကို2500နော်တပင်ချင်းကို2500အပင်100 2သိန်းလုံးမှာအပင်ရှည် site တွေကိုကြည့်လိုက်ပါသူများတွေ channel မှာနှစ်ပင်ဖြတ်ရောက်နေတဲ့ site တွေပါဒီလိုမျိုးတဝက်လောက်ပြီးမှနှစ်ပင်ဖြတ်ရောက်နေတဲ့ site မျိုးတွေခဏကြည့်လိုက်ပါနော်ဒလားလောက်အဲ့လိုနှစ်ပင်ဒီမှာဒါတဝက်ဖြတ်ရောက်နေတဲ့ဒါဆိုရင်နှစ်ပင်စာပေါ့သူများနှစ်ပင်စာလောက်ရှိတဲ့ site တွေနော်အရန်တန်တယ်အပင်ခိုင်းကြီးတယ်တုတ်ကြီးတွေဖြစ်တဲ့ကြောင့်မို့ယူထားပါရတော့ယူပါဒီလိုအပင်တန်တွေရဖို့အရန်ခဲရင်းပါတယ်ပေးရတဲ့ဈေးနဲ့ကိုတန်ပါတယ်ရှင်ဒါတွေကအခုဆိုရှင်ဖျားပန်းခက်ဖြက်ရောင်းနေကြပြီဒီလိုတစ်ခက်တာမှသူတို့1500လားဘယ်လောက်လဲပြပါရောင်းနေကြတယ်ဒီဈေးထဲမှာတော့မမေးကြည့်မိဘူးမတွေ့ဘူးမဖြစ်ဘူးပေါ့နော်သားလိုက်တာမှနော်ကဲအမြန်လေးတာဟယ်လိုလုပ်ပြီးမှပေးကြပါကြွားရဲ့ချက်မှာလာပြီးမယ်ဆိုလို့ရှိရင်လည်းဖုန်းလေးအမြန်လေးဆက်ပြီး order တင်ထားပေးပါဒိတ်ကိုတခါလေးပြောလိုက်ပြီးဒီနေ့ဒိတ်က6ရက်နေ့ဒိတ်နဲ့ပါနော်ဒါကြနေဒိတ်ကိုမနားထောင်မိဘူးဒိတ်မပြောမိထားဘူးဆိုရှင်အော်ဒါနောက်မှလာတင်တော့ကုန်တဲ့ချိန်နဲ့ကြုံနေအားနာရလို့ပါလူစီဒိတ်ကလေးတစ်ခါလေးပြောပေးတာပါဒီလိုလူစီ post တင်လိုက်တဲ့အဲ့ post ရဲ့3ရက်အတွင်းဆိုလို့ရှင်ပန်းနေရပါသေးရဲ့3ရက်4ရက်တစ်ပတ်ဆိုလို့ရှင်တစ်ပတ်10ရက်ကျော်သွားလို့ရှင်တော့မသေးကြတော့ပါဘူးနော်ပြီးလို့လူစီရှိသေးလားလို့အရင်ဆုံးမေးပြီးမှလူစီမေးပေးပါနော်ကဲဒါလေးတွေကတော့အခုဒါပြထားပြီเนาะနောက်တစ်ချက်တခြားပန်းနေလို့ခြင်းနဲ့ဆိုမှကြည့်ပေးတရက်ရွှေပါတယ်ဆိုလို့ရှင်လည်းဖျားပန်းနေတအားလာနေပါပြီအမြန်လေးဟာလိုပေးပါဆက်တပင်တစည်းချင်းကို10ခိုင်ပါပေါ့10ခိုင်ပါတစည်းကို4500 10စည်းကို3000နဲ့8000ပါရှင်ဟိုမှာဆိုလို့ရှင်ရခိုင်ငွေပန်းတွေပလဲနစ်တွေအစုံရှိပါတယ်ဒီမှာဆိုရှင်စင်မမြက်ကွင်းမိုးသူစားမကျုံစင်မမြက်ကွင်းနေဆိုလည်းတအားလာတယ်เนาะအခု discount ချနေတဲ့ရာဒီမှာအမြန်လေးဝယ်ပေးကြပါကိန်းဒီ3ရောင်ချဲကြည့်လိုက်ကိန်းဒီ3ရောင်ချဲမနင်းဖြူပလဲနစ်အကုန်လုံးတစ်စီးကိုမှ9000နဲ့ပဲလို့စီအခုရောင်းပေးနေတာပါเนาะချမ်းမလောက်ဝယ်မယ်ဆိုလဲဝယ်လို့ရပါတယ်စိတ်ဆမ်းမစိတ်ကြိုက်လောက်ဝယ်လို့ရပါတယ်ဒါတွေကတိတ်မကြခင်မှာကုန်တော့မှာเนาะအမြန်လေးဟာလို့ပေးဒီမှာကြက်သွေးခက်တာတွေဆိုလို့ရှိရင်လည်းဒါအားလားဒါရွှေခက်တာပါရှင့်ဒါရွှေခက်တာပါရွှေခက်တာတပင်ကို4000မှာရွှေခက်တာဒီလိုအရွက်ဝါနေတာဘာမှမဖြစ်ဘူးเนาะအဲ့ဒါညက်ပြစ်လိုက်သူကအောက်မှာအပင်တက်ပြန်အရွက်တက်ပြန်ထွက်မှာเนาะဒီမှာဒါချက်သွေးရောင်ခက်တာတွေပါဟိုမှာတပင်ရွှေထီးတွေပါကဲလက်ထပ်ပိန်းတွေလည်းရောက်ထားသေးရဲ့เนาะလက်ထပ်ပိန်းတွေလည်းရောက်ထားသေးတယ်ကဲကျေးဇူးတင်ပါတယ်ဒါကတော့6လပန်းတပင်8000တန်တွေပါကျေးဇူးတင်ပါတယ်ရှင်ဒီမှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်ဒီမှာအဆုံရှိရเนาะဒေတာတစ်ခွာလက်လီလက်ကားရောင်းပေးနေပါတယ်နေရာတော့တောင်တကုံ59ရက်ကွက်ဥတ္တဖြာလမ်းပါရှင့်မှာယူခြင်းတယ်ဆိုလို့ရှိရင်เนาะ Viber ဖုန်းနံပါတ်6985016ဖုန်းနံပါတ်မှာလည်းမှာယူလို့ရတယ်ဖုန်းဆက်လည်းမှာလို့ရတယ်နောက်ပြီး TikTok Messenger Page Messenger တွေမှာမှာယူလို့အားပေးလို့ရပါတယ်ရှင်ဗီဒီယိုဖိုင်လေးကို sharing လေးလုပ်ပြီးမှကူညီပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ဒါ3အောင်ချက်လည်းတစ်စီးမှ9000ထဲပါရှင်လူစီစီကိုတဲဟွာလိုင်းကားနဲ့လာမယ်ဆိုလို့ရှိရင်13လုံးတို့11နှစ်တို့103ကားတွေစီးပြီးမှ56မှတ်တိုင်ဆင်းမှာ56မှတ်တိုင်ဆင်းပြီး56မှတ်တိုင်ရောက်လို့ရှိရင်စိုက်တွဲသမားတွေ59ဓမ္မအောင်ဘယ်လိုသွားလဲလို့မေးလိုက်ပါ59ဓမ္မအောင်ရောက်လို့ရှိရင်လူစီချန်အောင်ရောက်ပါပြီရှင်လူစီရဲ့ချန်ရဲ့စိုက်နာမည်ကတော့ပန်းသခင်လို့ပေးထားပါတယ်တို့ကြနေပန်းသခင်ဆိုတော့လူစီဆိုင်ဟုတ်ရဲ့လားလို့ဖြစ်နေမှာဆိုလို့ပါเนาะဆိုင်းဘုတ်ရေးထားပါတယ်ပန်းသခင်ဆိုပြီးမှဆိုင်းဘုတ်ရေးထားပါတယ်ရှင်အမကြည့်ဦးနော်ပန်းနေတာဒါကြတော့ဒါပင်ပြက်ရွှေပါလို့စီဖျားကတ်ထားတာလေးကိုပြပေးတာပါလူစီကတော့ချိမဝ
ကိုယ့်ရဲ့ဖျားเจ้าဆောင်လေးကိုကြည်မဝအောင်ဖြစ်နေအရန်ကိုကြည်နူးနဲ့မွေးရလဲမွေလှလဲလှအမလီဒါကနောင်ကားပန်းတော့နောင်ကားပန်းဆဲ့စည်းနောင်ကားဒေတာထွက်ပေါ့နောင်ကားပန်းဆိုတချို့နားမလဲပါလဲမသိဘူးပေါ့ဗျာနောင်ကားဒေရွာကနေထွက်တဲ့ပန်းဒါကကြတော့ပင်တရက်ရွှေပါသားဆဲ့စည်းစာထည့်ထားတာထုတ်ထားဆဲ့စည်းစာပေါ့ဒီကောင်တစ်စီ9500တန်ဟာကိုထိုးထားတာအခု4500တန်ဟာမဟုတ်ဒါ9500တန်ထိုးထားတာသူက4500တန်ကကျတော့ဒီလိုအယိုးတုတ်တယ်အယိုးလည်းရှည်တယ်ဒါဆိုဖြတ်တောင်ဖြတ်ပြရတယ်အယိုးကလေအဲ့လိုမျိုးကွာတာပေါ့လာနော်ကဲအဲ့လိုလှလှကြီးလှုပ်ချင်ထိုးချင်ရင်တော့အားပေးကြပါအောင်ရှင်ဈေးသက်နဲ့